ကိုရီးယားနိုင်ငံမှာပြတ်သုံးခြင်းကဘာမှာရှင်သန်ခြင်းနီလန်30လို့ခေါ်တဲ့နာမည်ကြီး web novel တစ်ပုဒ်ဟာအရန်ကိုခေတ်စားခဲ့ပူပါတယ်။ဒါပေမဲ့10နှစ်ကြာပြီးအခန်းပေါင်း1000ကျော်သွားတဲ့အခါမှာတော့ဒီဇလန်ကိုဖတ်တဲ့သူကတယောက်တည်းပဲကျန်ပါတော့တယ်။ဒေါ်ဂျာလို့ခေါ်တဲ့လူငယ်လေးကတော့အလယ်တန်းကျောင်းသားဘဝကလေးကစပတ်ခဲ့တာအခုလူကြီးဖြစ်တဲ့အထိဆက်ပတ်နေတော့မှာပဲ။ဇလန်ထဲမှာတော့အဓိကဇက်ကောင်ဂျွန်ဟော့ကကဘာကြီးပျက်စီးကနေအချိန်မှာနဖျားတွေပေးတဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်တိုက်ခိုက်နေရတာပါ။အနိုင်ကျင့်ခံခဲ့ရတဲ့ထက်တန်းကျောင်းသားဘဝတုန်းကလည်းဒေါ်ဂျာဟာဒီဇလန်ကိုထပ်ကတည်းကဖတ်ရင်အားတင်းဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်။ကျောင်းပြီးသွားတဲ့အခါမှာတော့သူဟာတာမန်ကောလိပ်တစ်ခုကိုတက်ခဲ့ပြီးတာမန်လုပ်တချို့ကိုလုပ်ခဲ့ရပါတယ်။အခုတော့ကုမ္ပဏီကြီးတစ်ခုမှယာယီဝန်ထမ်းအဖြစ်ဝင်လုပ်နေတာပါ။ဒီနေ့မှာတော့သူ့ရဲ့အလုပ်စာချုပ်တက်တန်းကုန်တယ်လို့နိုဗယ်ဇလန်ကလည်းပြီးဆုံးသွားခဲ့ပါပြီ။အလုပ်စင်းချိန်မှာသူကနောက်ဆုံးခန်းကိုဖတ်လိုက်ပေမဲ့ဂျွန်ဟော့တယောက်တည်းပဲအသက်ရှင်ကျန်ရခဲ့တဲ့အဆုံးသက်ကြောင့်စိတ်ပျက်သွားခဲ့ပါတယ်။ဒါကြောင့်သူကစာရေးဆရာစီကိုဒီဇလန်ကအဆိုးဆုံးပဲလို့ message ပို့လိုက်ပါတော့တယ်။ရထားပေါ်မှာတော့ဒေါ်ဂျာဟာအလုပ်စာချုပ်တက်တန်းကုန်သွားတဲ့လုပ်ဖို့ကိုင်းမဲ့ဆန်အားနဲ့ဆုံမိပါတယ်။သူတို့စကားပြောနေတော့မှပဲအရင်ကထက်လူကြီးဖြစ်ခဲ့တဲ့မြောင်အိုရောက်လာပြီးဆန်အားကဘလောက်ပဲညင်းနေပါစေလိုက်နှောက်ရှက်ပါတော့တယ်။တော်သေးတာကသူကနောက်မှတိုင်မှာပဲရထားပေါ်ကဆင်းသွားခဲ့လို့ပါ။အဲ့ဒီချိန်မှာပဲဒေါ်ဂျာစီကိုစာရေးဆရာစီကပြန်လာရောက်လာလို့သူအံ့ဩသွားခဲ့ရပါတယ်။အဲ့ဒီစာထဲမှာတော့ဇလန်ကိုအဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ကြောင်းနဲ့ဒေါ်ဂျာရှိနေလို့သာဇလန်ကိုအဆုံးသတ်နိုင်ခဲ့တာလို့ရေးထားတာပါ။စာရေးဆရာကဆက်ပြီးတော့ဒေါ်ဂျာသာအဆုံးသတ်ကိုမကြိုက်ဘူးဆိုရင်ည9နာရီမှာဝန်ဆောင်မှုစတင်တဲ့အခါကိုယ်တိုင်ရေးကြည့်ဖို့ပြောထားခဲ့ပါတယ်။ရုပ်ရည်ရထားကြီးတုံခါသွားပြီးရက်တန့်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျိုးစုစနစ်661ရဲ့အခမဲ့ဝန်ဆောင်မှုပြီးဆုံးသွားပြီဖြစ်လို့အခါဘေးအစီအစဉ်စတင်တော့မယ်ဆိုတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်။ဒေါ်ဂျာကသူ့ဖုန်းကိုကြည့်လိုက်တဲ့အခါည9နာရီအထိဖြစ်နေတာကိုတွေ့လိုက်ရပြီးဒါဟာဝိတုဇလန်စတင်ပုံနဲ့အတူတူပဲဆိုတာကိုသတိထားမိသွားပါတယ်။ကိုရီးယားပုံမြင်တွေကဒိုကေဘီလို့ခေါ်တဲ့တတ္တဝါတစ်ကောင်ရထားပေါ်မှာပေါ်လာပါတော့တယ်။ခီးတဲ့တယောက်ကအဲ့ဒီကောင်ကိုဆက်ဆုပ်လိုက်တဲ့အခါဒိုကေဘီကသူ့မျက်လုံးဘေးကလေဆာနဲ့အဲ့ဒီလူရဲ့ခေါင်းကိုပစ်တက်လိုက်ပါတယ်။အဲ့ဒီလူသိဆုံးသွားတာကိုမြင်တော့အားလုံးထိတ်လန့်သွားကြပေမဲ့ဒိုကေဘီကကြောက်စရာကောင်းတဲ့မျက်နှာပေးနဲ့အားလုံးကိုညှဉ်းခိုင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့လူသားတွေကအရန်ကိုဆိုးသွမ်းတဲ့တတ္တဝါတွေဖြစ်လို့အပြစ်ပေးခံရမယ်လို့နတ်ဖျားတွေကဆုံးဖြတ်လိုက်ကြောင်းဒိုကေဘီကကြေညာလိုက်ပါတယ်။လူသားအလုံးကိုစင်မြင့်တစ်ခုစီပေးမှဖြစ်ပြီးအဲ့ဒါကိုဘယ်လိုဖြစ်ရှင်းမလဲအပေါ်မှာမူတည်ပြီးသူတို့ရဲ့ကံကြမ္မာကိုဆုံးဖြတ်မှာပါ။မကြခင်မှာပဲပထမဆင့်ကိုရှင်းပြထားတဲ့ hologram တွေခီးတဲ့တွေရဲ့ဘေးမှာပေါ်လာပါတော့တယ်။10မိနစ်တွင်းမှာရထားတွဲထဲမှာရှိတဲ့တက်ရှိတစ်ကောင်ဒါမှမဟုတ်တစ်ကောင်ထက်ပိုပြီးတက်ရမှာပါ။အောင်မြင်တဲ့သူတွေကဒင်္ဂါ300ရရှိမှာဖြစ်ပြီးရှုံးနေတဲ့သူတွေကတော့အသက်ခံရမှာဖြစ်ပါတယ်။ကျေတာစုတွေကလည်းအများတန်းစောင့်ကြည့်နေမယ်လို့ဒိုဂိပီကပြောသားခဲ့ပါတယ်။တရားပေါ်မှာတော့ရထားရောကားရောအားလုံးရပ်တန့်နေခဲ့ပါတယ်။ hologram က10မိနစ်အချိန်စမှတ်လိုက်တဲ့အခါခီးတဲ့တွေကသူတို့ရဲ့ဖုန်းတွေကိုစစ်ကြည့်ပေမဲ့လိုင်းမမိတော့ပါဘူး။မကြခင်မှာပဲလူတွေကစိတ်ယူပေါက်လာပြီးတယောက်နဲ့တယောက်စပြီးတိုက်ခိုက်ကြပါတော့တယ်။တချို့ဆိုရင်တယောက်တည်းကိုဝိုင်းပြီးတိုက်ခိုက်နေကြတာပါ။အမျိုးသမီးတယောက်ကထိတ်လန့်တကြားနဲ့တခြားတစ်ယောက်ကိုထွက်ပြေးဖို့ကြိုးစားပေမဲ့တကားမှပိတ်ထားတဲ့စွမ်းအင်စက်ကွင်းကြောင့်ပိတ်မိနေခဲ့ပါတယ်။ဒေါ်ဂျာကတခြားတစ်ယောက်ကိုလှမ်းကြည့်လိုက်တဲ့အခါလူအုပ်ထဲမှာဂျွန်ဟော့ကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့ရပါတယ်။သူဟာဝိတုတွေကဖြစ်ရတဲ့အတိုင်းကြုံတွေ့နေရတာဖြစ်လို့သူကအနာဂတ်ကိုသိနေပြီဆိုတာကိုနားလည်သွားပါတယ်။မြစ်ထဲမှာတော့တရဝါကြီးတစ်ကောင်ပေါ်လာပြီးရထားကိုရိုက်ချလိုက်တာကြောင့်အားလုံးရထားမျက်နှာကျမှာသွားကပ်ကုန်ကြပါတယ်။စီကန်းချက်ထဲမှာတက်ရှိတစ်ကောင်ကိုတက်ရမယ်လို့ပဲပါတာဖြစ်လို့လူဖြစ်ဖို့မလိုဘူးဆိုတာကိုဒေါ်ဂျာကသတိရသွားပါတယ်။ဂီအောင်လို့ခေါ်တဲ့ကလေးလေးစီမှာပြည့်စိတ်မွေးတဲ့ဘူးလေးပါလာတာကိုမြင်တော့ဒေါ်ဂျာကအဲ့ဒါကိုယူပြီးဆန်အားစီကိုတွားလိုက်ပါတယ်။သူကဆန်အားကိုပြည့်စိတ်တချို့ပေးလိုက်ပြီးလူအုပ်ကိုစကားပြောဖို့ကြိုးစားပေမဲ့ဘယ်သူမှသူ့ကိုဂယုမဆိုင်ကြပါဘူး။ဒေါ်ဂျာကပြည့်စိတ်တစ်ကောင်ကိုတက်လိုက်တဲ့အခါသူဒင်္ဂါတွေရရှိသွားပြီဖြစ်ကြောင်း hologram ပေါ်လာတာကြောင့်အားလုံးကသူ့ကိုသတိထားမိသွားကြပါတယ်။သူကပြည့်စိတ်တွေအကြောင်းပြောပြလိုက်ပေမဲ့လူတိုင်းအတွက်တော့အလုံးလောက်မရှိပါဘူး။လူတွေကဝိုင်းပြီးညင်းယူနေကြတော့မှပဲမြောင်ဟောကပြောစိတ်ဘူးကိုလူယူသွားခဲ့ပြီးလူကသူ့နောက်ကိုပဲလိုက်သွားကြပါတော့တယ်။အဲ့ဒီအချိန်မှာအဖွားကိုတယောက်ကိုဝိုင်းရနေတဲ့လူတယောက်ရှိနေသေးတာကြောင့်ဒေါ်ဂျာကဝင်တားလိုက်ပြီးသူ့လက်မှာကတ်နေတဲ့ပြောစိတ်တကောင်ကိုပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကညင်းလိုက်ပြီးအဖွားကိုပဲတက်ချင်တယ်လို့ပြောလိုက်ပါတယ်။ဒီလူကဝိတုတွေကဇက်ကောင်တယောက်ဖြစ်တဲ့နန်ဝန်းဆိုတာကိုဒေါ်ဂျာသိလိုက်ပါတယ်။နန်ဝန်းကဒေါ်ဂျာကိုပြန်ပြီးရိုက်နေပါတော့တယ်။ဒေါ်ဂျာကကိုကာကွယ်ရင်းနဲ့ဝိတုထဲမှာလူသားတွေမှာဂိမ်းထဲကလိုအချက်လက်တွေရှိတာကိုသတိရသွားပါတယ်။သူရထားတဲ့ဒင်္ဂါ300ကိုတုံးပြီးခွန်အားကိုမြင့်တင်လိုက်တဲ့အခါနန်ဝန်းကိုရထားတဲ့တစ်ဖက်ထိလွင့်စင်သွားအောင်ထိုးလိုက်နိုင်ပါတယ်။နန်ဝန်းကလည်းသူ့ရဲ့အမှောင်နှိုးထားခြင်းဆိုတဲ့စွမ်းရည်ကိုတုံးပြီးဒေါ်ဂျာကိုစက္ကန့်ပိုင်းအတွင်းမှာပြန်ပြီးအသာစီးရယူလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲလူကပြောစိတ်ဘူးကိုမှားချလိုက်လို့ပြောစိတ်ဥတွေပါတဲ့ပြုံလေးတစ်ခုလိမ့်ထွက်လာပါတယ်။ဒေါ်ဂျာကအဲ့ဒါကိုဖျက်ဆီးလိုက်လို့ဒင်္ဂါတွေအများကြီးရရှိသွားပါတော့တယ်။သူကဒင်္ဂါ3000ကိုခံနိုင်ရေးအတွက်သုံးလိုက်ပြီးနောက်ထပ်3000ကိုတော့လျင်မြန်မှုအတွက်သုံးလိုက်တာကြောင့်နန်ဝန်းရဲ့တိုက်ခိုက်မှုကိုရှောင်တင်းပြီးပြန်ထိုးနှက်နိုင်ခဲ့ပါတယ်။ကြောက်လန့်သွားတဲ့နန်ဝန်းဟာအဖွားကိုမတိုက်ခိုက်တော့ပါဘူးလို့ကတိပေးပြီးပြောစစ်တကောင်တောင်းပေမဲ့ဒေါ်ဂျာကတော့သူဟာဒီဇလန်ထဲမှာရှိနေဖို့မထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့နန်ဝန်းကအဖွားကိုထပ်ပြီးတိုက်ခိုက်ဖို့ကြိုးစားတာကြောင့်ဒေါ်ဂျာကအဖွားကိုအတွက်ဒိုင်းတစ်ခုလိုဝင်ကာပေးလိုက်ပါတယ်။ဒေါ်ဂျာကအဖွားကိုရဲ့လက်ထက်ကိုပြောစစ်တကောင်ထည့်ပေးလိုက်ပြီးအချိန်မပြည့်ခင်မှာပဲအဲ့ဒီပြောစစ်ကိုခြေကိုင်းလိုက်ပါတယ်။အစင်ပြီးဆုံးသွားကြောင်းအတန်ထွက်လာပြီးရှုံးနေသောသူတွေရဲ့မျက်နှာမှာအပေါက်ကြီးတွေဖြစ်သွားပြီးသေဆုံးကုန်ကြပါတယ်။ကံမကောင်းတာကနောက်ဆုံးပြောစစ်ကထွက်ပြေးသွားခဲ့လို့အဖွားကိုလည်းသေဆုံးသွားခဲ့ရပါတယ်။ဒိုကေဘီပြန်ပေါ်လာပြီးအောင်မြင်ခဲ့တဲ့လူ18ယောက်ကိုဂုဏ်ပြုလိုက်ပါတယ်။အခုတော့သူတို့ရဲ့စောင်းဆောင်ရေးအတွက်ကျေတာယာစုတွေစီကနေလက်ဆောင်ယူရမယ့်အချိန်ရောက်လာပါပြီ။
ဂျေတာယာစုတွေဆိုတာအာကာသထဲကနေစင်မြင့်တွေကိုစောင့်ကြည့်ပြီးလူသားတွေရဲ့ရုန်းကန်မှုကိုကြည့်ပြီးပျော်နေတဲ့အစွမ်းထက်သတ္တဝါတွေဆိုတာတော်ကြသတိရသွားပါတယ်ခီးတဲ့တယောက်ချင်းစီမှာသူတို့ကိုကူညီခြင်းနဲ့ဂျေတာယာစုတွေရဲ့စင်ရင်ပေါ်လာပြီးတစ်ခုကိုရွေးချယ်ရမှာပါဒါပေမဲ့တနေ့ကျရင်တော့အဲ့ဒီအကျွေးကိုပြန်ဆန်းရမှာဖြစ်ပါတယ်တော်ကြကတော့အခုလောလောဆယ်ဘသူရဲ့အကူအညီကိုမှမယူဖို့ဆုံးဖြတ်လိုက်ပါတယ်ရုတ်တရက်မြစ်ထဲကတရဝါကြီးကဆွဲချလိုက်တာကြောင့်ရထားကြီးကဘေးတိုက်ဆောင်သွားပါတော့တယ်စစ်သားတယောက်ကတကားတွေကိုဖွင့်ဖို့ကြိုးစားနေတာကိုဒေါ်ဂျာကမြင်လိုက်ရပြီးဝိထုတဲကဆက်ကဟွန်းဆောင်ပြမှန်သိလိုက်ပါတယ်ရထားကရေနက်ထိကနီးချိန်မှာဒေါ်ဂျာကဟွန်းဆောင်ကိုအထူးဆိုင်နေဘယ်လိုတောင်းရမလဲဆိုတာကိုသင်ပေးလိုက်ပါတယ်ဟွန်းဆောင်ကတကားကိုကွေးသွားအောင်တွန်းဖွင့်နိုင်တဲ့ခွန်အားကြီးကိုအသုံးပြုလိုက်ပါတယ်အားလုံးအမြန်ထွက်လာကြတော့မှပဲဂီယောင်လေးကတူးရဲ့ပဲစိတ်ဘူးလေးကိုကြည့်ပြီးရထားထဲမှာငိုနေတာကိုဒေါ်ဂျာတွေ့လိုက်ပါတယ်ဒေါ်ဂျာကတောင်းပန်စကားပြောပြီးကလေးကိုအပြင်ခေါ်ထုတ်ခဲ့ပါတယ်အသက်ရှင်ကျန်တဲ့သူတွေအစွမ်းကုန်ပြေးနေကြတော့မှပဲအဆင့်အသစ်ကိုကျင်ညာလိုက်ပါတယ်သူတို့ဟာတရားကိုအောင်မြင်အောင်ဖျက်ကျော်ရမှာပါအဲ့ဒီတရဝါကြီးကတရားရဲ့အစိပ်ပိုင်းတစ်ခုကိုရိုက်ချိုးလိုက်ပြီးဟာခွဲကြီးတစ်ခုဖန်တီးလိုက်ကမြစ်ထဲကိုပြန်ဆင်းသွားပါတယ်ဒီအဆင့်ကိုပုတ်ခတ်ခဲ့သောအောင်တိုကေးဘီကရထားတွေတစ်ခုကိုတရားပေါ်ချပေးလိုက်ပြီးတည်သွားတဲ့သူတွေကိုအသက်ရှင်နေတဲ့သူတွေနောက်လိုက်ခိုင်းလိုက်ပါတယ်ဒေါ်ဂျာနဲ့ဟွန်းဆောင်တို့ပြန်တိုက်ခိုက်ပေမဲ့လူကအယမ်းများနေပါတယ်အဲ့ဒီအချိန်မှာပဲဆန်အာကဟာခွဲကြီးကိုဖျက်ချော်နိုင်မဲ့ယာယီလမ်းတစ်ခုဖန်တီးနိုင်တဲ့စွမ်းရည်ကိုသုံးလိုက်ပါတယ်အသက်ရှင်ကျန်တဲ့သူတွေကအဲ့ဒီလမ်းပေါ်ကနေပြေးကြပြီးဒေါ်ဂျာကတော့မကြခင်မှာပဲအစိမ့်ငွေတွေပြန့်နှံ့တော့မှဖြစ်လို့မြေအောက်ကိုသွားရမယ်လို့ပြောပါတယ်သူကအနီးဆုံးမြေအောက်ဘူရာယုံကိုသွားဖို့စဉ်းစားပေမဲ့ဝိထုတဲမှာတော့ဂျွန်ဟော့ကအဲ့ဒီမှာနဂါးတစ်ကောင်နဲ့တိုက်ခိုင်ရင်တေဆုံးသွားတာကိုသတိရသွားပါတယ်ဂျွန်ဟော့ကဇလန်းအစကိုပြန်သွားနိုင်တဲ့စွမ်းရည်ကိုသုံးလိုက်တာကြောင့်ဘူရာယုံထဲကတခြားသူတွေအလုံးတေကုန်ကြတာပါသူတို့အသက်ရှင်နေတယ်ဆိုရင်ဂျွန်ဟော့ကိုအသက်ရှင်အောင်လုပ်ပေးရမှာဖြစ်တယ်လို့သူဇလန်းကိုပြန်မစမိအောင်လည်းတားရမှာပါဒေါ်ဂျာကသူ့ရဲ့အနာဂတ်အသိပညာကိုသုံးပြီးသူ့ကိုကူညီနိုင်မယ်လို့တွေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျွန်ဟော့ကဓာတ်တလက်တနက်တလက်နဲ့တိုက်ခိုက်သူအလုံးကိုနှိမ်နင်းနေတာပါ။အဲ့ဒီနောက်မှာသူကဒေါ်ဂျာစီကိုရှောက်လာပြီးနောင်ဝန်းကဒီလောက်စောစောမသေးသင့်ဘူးဖြစ်လို့မင်းဘာလုပ်လိုက်တာလဲလို့မေးလိုက်ပါတယ်။ဒေါ်ဂျာကဘူရာုံထဲမှာဘာတွေဖြစ်မယ်ဆိုတာပြောပြလိုက်ပြီးသူ့မှာအနာဂတ်ကိုကြုံမြင်နိုင်တဲ့စွမ်းရည်ရှိတယ်လို့မျိုးဟန်ဆောင်လိုက်ပါတော့တယ်။ဂျွန်ဟော့ကဒေါ်ဂျာကိုသူ့ရဲ့အတိုင်းကနေကိုင်းပြီးရေစက်မှာမြှောက်ထားရင်ဘလို့နီးပြူကိုသုံးရမလဲလို့မေးလိုက်ပါတယ်။ဒေါ်ဂျာကဘာပြောရမှန်းမသိပဲတုံလုံးနေတာကြောင့်ဂျွန်ဟော့ကနောက်မှဘူရာုံထဲမှာပြန်ဆုံမယ်လို့ပြောပြီးသူ့ကိုရေထဲပစ်ချလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့တရဝါကြီးကဒေါ်ဂျာကိုဝါးမြူလိုက်ပြီးသူကအဲ့ဒီကောင်ကြီးရဲ့ပိုက်ထဲကိုရောက်သွားပါတယ်။ဟိုလိုဂရမ်ကအစင်းတစ်ခုစတင်ကြောင်းကြီးညာလိုက်ပြီးသူကအဲ့ဒီတရဝါကြီးကိုတက်ပြီးအပြင်ကိုလွတ်အောင်ထွက်ရမှာပါ။ဒိုဂိဘီကလည်းအဲ့ဒီမှာရှိနေပြီးဓာတ်ရိုက်ထုတ်လွှင့်မှုအတွက်ရှင်းပြနေတာပါ။ဒါပေမဲ့ဒေါ်ဂျာကသူ့နာမည်ဖြစ်တဲ့ဘီဟောင်းကိုခေါ်လိုက်တဲ့အတွက်သူအံ့ဩသွားပါတယ်။ဘီဟောင်းကအစင်ကိုရှိတဲ့ဒိုဂိဘီဖြစ်ပြီးဒီလိုထုတ်လွှင့်မှုတွေလုပ်တာကတနေ့မှာအစင်တက်ဖို့အတွက်ဆိုတာကိုလည်းဒေါ်ဂျာကသိနေတာပါ။ဒေါ်ဂျာကသူဟာအခုချိန်မှာကျေစုတန်းနေကြကအရန်နာမည်ကြီးနေတာမို့လို့သူသာသေးသွားရင်ဘီဟောင်းတို့ထိခိုက်နိုင်တယ်လို့ပြောလိုက်ပါတယ်။ဘီဟောင်းကလည်းသူ့ရဲ့အလူငွေတွေကိုစစ်ကြည့်လိုက်တဲ့အခါကြီးစုသူတွေကဒေါ်ဂျာကိုတကယ်သဘောကျနေတာကိုတွေ့လိုက်ရတာကြောင့်တိကျစာချုပ်ချုပ်ဆိုဖို့သဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့တရဝါကြီးပိုက်ထဲမှာအက်ဆစ်တွေပြေးလာပါတယ်။ဒေါ်ဂျာကဒိုဂိဘီဆိုင်ကိုဖွင့်ခိုင်းလိုက်ပြီးအက်ဆစ်ထွက်တဲ့ပြုံတွေကိုပိတ်ဖို့အတွက်စူးကြုံတွေကိုအများကြီးဝယ်လိုက်ပါတယ်။ဒါဟာဝိတုတွေကနေသူသိထားတဲ့နီလန်တစ်ခုပါပဲ။ပြုံအားလုံးကိုပိတ်လိုက်နိုင်တဲ့အထိစူးစမ်းခဲ့တာကြောင့်နောက်ဆုံးမှာတော့တရဝါကြီးတည်သွားပြီးဒီစင့်ကိုအောင်မြင်သွားပါတယ်။အဲဒီနောက်မှာတော့ဒေါ်ဂျာကတရဝါကြီးရဲ့ရေခွန်ထဲကိုလက်နိုင်ပြီးအီတာဖိတ်လို့ခေါ်တဲ့အလွန်ရှားပါတဲ့ပစ္စည်းတစ်ခုနဲ့လဲလှယ်ပေးဖို့ဘီယောင်းကိုပြောလိုက်ပါတယ်။ဒေါ်ဂျာထွက်မသွားခင်မှာဘီယောင်းကသူ့ကိုမျက်နှာဖုံးပါဝင်တဲ့ပစ္စည်းအစုံလိုက်လေးတစ်ခုပေးလိုက်ပါတယ်။အပြင်မှာအစိမ့်ငွေတွေရှိနေတာကြောင့်ဒေါ်ဂျာကမျက်နှာဖုံးကိုတက်ပြီးမှအပြင်ထွက်ခဲ့ပါတယ်။သူကကမ်းခြေမှာလဲကျသွားပြီးကျဲစုတန်းနေစီကနေကုညီထောက်ပံ့မှုတွေအများကြီးရလာတာကြောင့်အသိပေးချက်တွေကိုပိတ်ထားလိုက်ပါတယ်။နောက်တော့ဒေါ်ဂျာကစားစရာရှာဖို့ဆိုင်တစ်ဆိုင်မှာရက်လိုက်တဲ့အခါအလောင်းချို့ကိုတွေ့လိုက်ရပါတယ်။မိန်းကလေးနှစ်ယောက်ကတည်နေပြီဖြစ်ပြီးတတိယတစ်ယောက်ကတော့အသက်ငွေ့ငွေလေးကျန်နေပါသေးတယ်။ရုတ်တရက်တတော်တကောင်ကမှန်ကိုခွဲပြီးဝင်လာတာကြောင့်ဒေါ်ဂျာကအသက်ရှင်နေတဲ့သူကိုပွေ့ချပြီးလမ်းမအတိုင်းထွက်ပြေးပါတော့တယ်။အဲဒီတတော်ကသူ့နောက်ကိုလိုက်လာပြီးလမ်းမရှိတာမှန်သမျှကိုဖျက်ဆီးပါတော့တယ်။သူကမြေရောက်ရထားပူတာတဲ့ကိုအချိန်မီဝင်နိုင်ခဲ့ပြီးတတော်ကြီးဝင်မလာနိုင်အောင်တကားကိုပိတ်လိုက်ပါတယ်။အထက်မှာတော့လူမိုက်တစ်စုနဲ့တွေ့ရပြီးသူတို့ကဒီမင်းကလေးဟီဝွန်းအသက်ရှင်နေတာကိုမြင်ပြီးအောင်းအောင်းသွားကြပါတယ်။ဒေါ်ဂျာကဒါကိုဝိထုတွေကနေမှတ်မိနေပါတယ်။ဒီလူတွေကဟီဝွန်းကိုနှိမ့်ဆက်ခဲ့ကြတာပါ။သူကဒင်းကား1500ကိုခွန်အားအတွက်သုံးလိုက်ပြီးအဲဒီလူတွေကိုစတင်ထိုးနှက်ပါတော့တယ်။ခေါင်းဆောင်ဖြစ်တဲ့သူကသူ့ရဲ့စွမ်းရည်ကိုသုံးပြီးတိုက်ခိုက်ခဲ့ပေမဲ့ဒေါ်ဂျာကအလွယ်တကူရှောင်နေပြီးသူ့ကိုအနိုင်လိုက်ပါတယ်။ကျန်တဲ့လူမိုက်တွေကဝိုင်းတိုက်ဖို့လုပ်တဲ့အချိန်မှာအင်ဟိုဦးဆောင်တဲ့အသက်ရှင်ကျန်သူတွေရောက်ရှိလာတာကြောင့်လူမိုက်တွေကထွက်သွားကြပါတယ်။ရထားပေါ်ကဘွဲလေအဲ့ဒီမှာရှိနေပြီးဆန်းအာကအင်ဟိုဟာလွတ်တော်အမတ်တယောက်ဖြစ်တယ်လို့ပြောပြပါတယ်။သူကအဆင့်မြင့်တဲ့သူတွေကိုအမဲလိုက်ခိုင်းပြီးရလာတဲ့ဒင်းကားတွေကိုခေါ်ရွေးပေးမယ်လို့ပြောပြီးလူတွေကိုစီးုံထားတာပါ။ဒီတော့တွင်ဂီယောင်းကပိုးမွားတွေကိုခိုင်းစေနိုင်တဲ့စွမ်းရည်ကိုရရှိထားပါတယ်။ဒေါ်ဂျာကဂျွန်ဟော့အကြောင်းကိုမေးကြည့်ပေမဲ့သူကအဲ့ဒီမှာရှိမနေပါဘူး။ဒါဟာသူ့ရဲ့ဆုံးဖြတ်ချက်တွေကြောင့်ဘုရုတွေကဇလန်ပြောင်းလဲသွားတာလားလို့သူတွေးနေပါတယ်။အဲ့ဒီအချိန်မှာလူချို့ကနောက်ထပ်3နာရီအတွင်းအသက်ရှင်သန်ကပေးရမယ်လို့လာတတိပေးပါတယ်။အစိမ့်မြင့်ကစားသမားတွေကဥမင်တွေကတရဝါကိုမနှိမ်နှင်းနိုင်ခင်အထိလူတွေကိုကာကွယ်ပေးဖို့အတွက်အဲ့ဒီလိုတောင်းခံနေတာပါ။လူတချို့ကပတ်စံရဖို့အတွက်အမဲလိုက်ဖို့ကြိုးစားကြပေမဲ့တချို့ကတော့အဲ့ဒီနေရာမှာတင်သေဆုံးသွားကြပါတယ်။လူတွေကဒေါ်ဂျာကြီးမှာဒင်းကားတွေအများကြီးရှိနေတယ်ဆိုတာကိုသိနေကြလို့သူတို့ကိုခွဲပေးဖို့ဝိုင်းနှောင်းကြပါတယ်။ဘသူပြောရလဲလို့မေးတဲ့အခါ
အင်ဟိုကသူပြောတာဖြစ်ကြောင်းဝန်ခံပါတယ်ဒေါ်ကြတိုက်ခဲ့တာကိုမြင်ပြီးသူကချမ်းသာမယ်လို့ယူဆခဲ့တာပါအင်ဟိုကရိုင်းပြမိတဲ့အတွက်တောင်းပန်ပြီးဒုက္ခရောက်နေတဲ့သူတွေကိုကူညီဖို့တောင်းဆိုပေမဲ့သူဟာဝိတုတွေကလူဆိုးတယောက်ဆိုတာသိနေတာကြောင့်ဘာမှမပေးဘဲညှင်းဆိုလိုက်ပါတယ်တကယ်တော့အင်ဟိုဟာကျဲစုတန်းတွေစီမှာသူ့ကိုယ်သူရောင်းစားပြီးလူသားဆန်မှုကိုဆွန့်လွတ်ထားတဲ့တရဝတကောင်ဖြစ်နေပါပြီလူတွေကယူသွမတက်ဖြစ်နေတာကြောင့်ဒေါ်ကြကပတ်စံပေးမဲ့အစားဒီအဆင့်ကိုအပြီးသက်ပေးမယ်လို့သဘောတူလိုက်ပါတယ်သူကလက်နက်တစ်ခုကိုအလွယ်တကူလှုပ်လိုက်ပြီးသူ့ဘက်နဲ့သူဥမင်နဲ့ကိုဆင်းသွားပါတယ်ဟီဝွန်းကလူမိုက်တွေဟာလူတွေကိုတက်ပြီးဒင်းကားတွေကိုလူယူခဲ့ကြတာဖြစ်ပြီးအဲ့ဒါတွေကိုအမဲလိုက်လို့ရလာတာပါဆိုပြီးဟန်ဆောင်ခဲ့ကြကြောင်းပြောပြပါတယ်ဒေါ်ကြကတော့သူမဟာဇလန်းထဲမှာတရားမဲ့သူဆိုတာကိုသိနေပါတယ်ဥမင်ထဲမှာရမ်းမောင်နေတာကြောင့်ဂီယောင်ဟာပိုဆုံးကျူးတွေကိုခေါ်ပြီးအလင်းပေးလိုက်ပါတယ်မကြခင်မှာပဲတရဝတွေအုပ်လိုက်ကြီးရောက်လာပြီးပြင်းထန်တဲ့တိုက်ပွဲတွေစတင်มาတော့တယ်အဖွဲ့ဝင်အများစုကလက်နက်တွေကိုတုံးပြီးတရဝတွေကိုမြန်မြန်ဆန်ဆန်တပ်ဖြတ်နိုင်ခဲ့ပါတယ်ဆန်းအားကလည်းသူမရဲ့စွမ်းရည်ကြောင့်ပင့်ငွေတွေနဲ့ပြစ်ပေါက်နိုင်တာဖြစ်ကြောင်းသိသွားပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကျန်နေတဲ့တရဝတကောင်ကသူမကိုဖမ်းပြီးခေါ်သွားပါတယ်အဖွဲ့ကနောက်ကနေလိုက်သွားတဲ့အခါဥမင်အဆုံးမှာချီနှောင်ခံထားရတဲ့ဆန်းအားကိုတွေ့လိုက်ပါတယ်ဟိုလိုဂရမ်ကသူတို့ကိုကြိုဆိုလိုက်ပြီး Warden of the Dead ကိုနှိမ်နင်းဖို့ပြောပါတယ်တရဝကြီးတကောင်ပေါ်လာတဲ့အခါဒေါ်ဂျာကအရင်ဆုံးတွားရောက်တိုက်ခဲ့ပါတယ်ဒါပေမဲ့အားရင်စက်ကွင်းတစ်ခုကသူ့ကိုတားဆီးလိုက်ပြီးလွန့်ထွက်သွားစေပါတယ်ဟွန်ဆောင်ကဆက်လက်တိုက်ခဲ့တဲ့အခါမှာတော့တရဝကြီးကိုထိမှန်သွားပါတယ်အဲဒီနောက်မှာတော့တရဝကြီးက Illusory Prison ဆိုတဲ့စွမ်းရည်ကိုသုံးပြီးစိတ်ကိုနှိပ်စက်တဲ့ထောင်ချောက်တွေထည့်လိုက်ပါတယ်အဲဒီထဲမှာပိတ်မိသွားရင်အဆိုးဝါးဆုံးအတိတ်တွေကိုပြန်မြင်အောင်ပြီးတိတ်ဆုံးသွားမှာပါဒီစွမ်းရည်ကဟီဝွန်းကိုဖန်ဆာသွားပြီးသူမဟာအင်ဟွန်နဲ့လူမိုက်တွေစီမှာဖန်ခံရတဲ့အတိတ်ကိုပြန်မြင်နေရပါတယ်ကံကောင်းစွာနဲ့ပဲဒေါ်ဂျာကသူမကိုကယ်ထုတ်နိုင်ခဲ့ပါတယ်ပြီးတော့သူကဂီယောင်ကိုလည်းတွားကယ်လိုက်ပါတယ်ဒါပေမဲ့ဟွန်ဆောင်ကတော့ပိတ်မိသွားပြီးစစ်တပ်တွေကဆိုးရတဲ့အတိတ်တွေကိုပြန်မြင်နေရပါတယ်ဒေါ်ဂျာကသူ့ကိုကယ်ဖို့ကြိုးစားပေမဲ့တိုက်ခိုက်မှုကအဟံတားဖြစ်နေပါတယ်ရုတ်တရက်တရဝကြီးကသူ့ရဲ့နောက်လိုက်တွေကိုခေါ်ဖို့ဟင်းအောင်လိုက်ပါတယ်ဒေါ်ဂျာကဘီယောင်စီကနေ White Star Pure Energy ကိုဝယ်ဖို့ကြိုးစားပေမဲ့ဒင်းကားတစ်ထောင်လုံးနေပါတယ်အဲဒီအချိန်မှာဟီဝွန်းကတရဝတွေနဲ့ဆက်တိုက်နေပြီးတရဝကြီးရဲ့ကြောပေါ်ကိုခုန်တက်နိုင်ခဲ့ပါတယ်ဒေါ်ဂျာကလည်းသူမနောက်ကနေလိုက်ပြီးတရဝတွေကိုတက်ရင်လိုအပ်တဲ့ပတ်စံကိုရှာလိုက်ပါတယ်အဲဒီနောက်မှာတော့သူ့လက်နက်ထဲကို White Star တွေထည့်လိုက်ပြီးအားပြင်းတဲ့တိုက်ခိုက်မှုနဲ့တရဝကြီးကိုတက်လိုက်ပါတော့တယ်တရဝတွေထွက်ပြေးသွားပြီးထောင်ချောင်းလေးပြပြသွားတာကြောင့်ဟွန်ဆောင်လွတ်မြောက်လာပါတယ်ဟွန်ဆောင်ကသူ့တငယ်ချင်းတွေကိုမကယ်နိုင်ခဲ့တဲ့နောင်နာတွေနဲ့နေထိုင်နေရသူဆိုတာကိုဒေါ်ဂျာကသိနေပါတယ်သူတို့ရရှိလာတဲ့ရေနာတစ်တာကိုဖွင့်ကြည့်တဲ့အခါဟီဝွန်းကဓာတ်တူနှံလက်ဟွန်ဆောင်ကလက်အိတ်ဂီယောင်ကပိုးမဆွမ်းရင်တိုးတက်စေတဲ့အုတ်ထုပ်ဆန်းအားကထူးဆန်းတဲ့ဝေးုံဒေါ်ဂျာကတော့ကျိုးနေတဲ့ဓာတ်တက်လက်ကိုရရှိပါတယ်တခြားသူတွေဇိုးဝေးစွာဖြစ်နေပေမဲ့ဒါဟာ broken fake ဖြစ်တယ်ဆိုတာကိုဒေါ်ဂျာကမပြောပြပါဘူးအီတာဖိတ်ကိုသာရှာတွေ့ရင်ဒီဓာတ်ကပြည့်စုံသွားမှာပါဂီယောင်ကတိုက်ပွဲတုန်းကကြာလာတဲ့ကြောက်ခွဲတွေကြောင့်မေးတဲ့အခါအဲ့ဒါတွေကိုစားရင်စိတ်ကူးရင်ကဘာထဲရောက်သွားနိုင်တယ်လို့ဒေါ်ဂျာကရှင်းပြပါတယ်ဘူလောင်အဆင့်ကမပြီးသေးပါဘူးဟင်ဝွန်းကပြောင်းလာတာနဲ့လူမိုက်ကောင်းဆောင်ကိုတက်ပြီးလက်စားချလိုက်ပါတယ်အင်ဟိုကကျန်တဲ့လူတွေကိုလှုပ်လိုက်ပေမဲ့ဟီဝွန်းကကျဲစုတန်းစီကရတဲ့စွမ်းရည်တဲ့နဲ့အကုန်လုံးကိုစက္ကန့်ပိုင်းတွင်နိုင်လိုက်ပါတယ်အင်ဟိုကသူ့ရဲ့လက်မောင်းကိုတရဝတကောင်လိုပြောင်းလဲပြီးတိုက်ခိုက်ပေမဲ့ဟီဝွန်းကသူ့ကိုရထားလမ်းပေါ်အထိတွန်းပို့လိုက်ပါတယ်သူမကတက်ခါနီမှာလူတွေကတားလိုက်ကြပါတယ်သူတို့ကနောက်တဲ့အဆင့်တွေကပိုခက်ခဲမှာကိုကြောက်တာကြောင့်ဒီအဆင့်မှာပဲနေကြတာပါသူတို့ကဒေါ်ဂျာဖွဲ့တိတ်သွားပြီးသူတို့စီကဒင်ကားတွေရရှိဖို့မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်အချိန်စေးတော့မယ်လို့အတန်ထွက်လာတဲ့အချိန်မှာပဲအင်ဟိုကအခွင့်အရေးကိုအသုံးချပြီးဟီဝွန်းကိုတွန်းထုတ်ပြီးထွက်ပြေးသွားပါတယ်ဆန်ကသူ့ရဲ့ပင့်ကူမြင်ကိုပြစ်လို့ပြီးဟီဝွန်းကအဲ့ဒါကိုအသုံးချပြီးဥမင်လန်ကောင်းထဲမှာလွှဲခိုကလိုက်သွားပါတယ်ဒါပေမဲ့သူမကသူ့ကိုထိကန်နေမှာပဲစွန့်ရင်အတားစီတစ်ခုကသူမကိုနောက်ကိုလွှင့်ဆင်သွားစေပါတယ်အင်ဟိုကသူတို့ကိုရှုံးလင်းသွားပြီးဆိုပြီးလောင်ပြောင်နေတော့မှပဲရုတ်တရက်စနိုက်ပါသမားတယောက်ကသူ့ကောင်းကိုပြစ်လိုက်တာကြောင့်ဒီအဆင့်ကပြီးဆုံးသွားပါတယ်အဲ့ဒီစနိုက်ပါသမားလေးကသူမကိုသူမဂျီဟေးလို့မိတ်ဆက်ပြီးအင်ဟိုစီကဒင်ကားပြအားလုံးကိုယူလိုက်ပါတယ်အဖွဲ့သားတွေကထွက်သွားဖို့ကြိုးစားပေမဲ့အတားစီကပိတ်ထားဆဲဖြစ်နေတာကြောင့်ဂျီဟေးကသူတို့ဟာအရင်ပိုင်းကအဆင့်ကိုပဲအောင်မြင်ခဲ့တာဖြစ်ပြီးလိုက်လံဖမ်းဆီးနေရင်းနဲ့အဆင့်တစ်ခုတည်းရောက်သွားခဲ့တာလို့ရှင်းပြပါတယ်ဂျီဟေးထွက်သွားတဲ့အခါဒေါ်ဂျာကသူမဟာနောက်ထပ်စက်ကောင်တယောက်ဆိုတာကိုသိလိုက်ပါတယ်သူမကသူမရဲ့အတန်းထဲမှာတူးတဲ့တော့အသက်ရှင်ကျန်သူဖြစ်ပြီးဂျွန်ဟော့ရဲ့တပည့်လည်းဖြစ်နေတာပါဘူရာုံထဲမှာတော့ဒီနေရာမှာအသက်ရှင်ကျန်သူ104ယောက်ရှိပြီးတရဝဆိုးတွေမရောက်လာခင်မှာအစိမ်းအောင်ဆုံးတွေစီကိုရောက်ဖို့10မိနစ်အချိန်ရှိတယ်လို့ကြေညာသံထွက်လာပါတယ်အစိမ်းအောင်ဆုံးက52ခုပဲရှိပြီးတော့အဲ့ဒါတွေကလည်းတေးသေးလေးတွေမို့လူတွေကနေရာရဖို့အတွက်စပြီးတပ်ပုတ်ကြပါတော့တယ်ဖီဒူဥဆောင်တဲ့ဂိုင်းက VIP area တခုကိုပိတ်ထားပြီးအဲ့ဒီနေရာအတွက်ဒင်းကားပြားတွေတောင်းခံနေပါတယ်ဖီဒူကအဲ့ဒီဒင်းကားတွေကိုတုံးပြီးပတ်စံမပေးပဲ VIP area ကိုခိုးဝင်ဖို့စူးစမ်းသူတွေကိုပြစ်ခတ်မဲ့လုံခြုံရေးစနစ်တစ်ခုကိုဝယ်ယူထားပါတယ်ဒေါ်ဂျာကအဖွဲသားတွေကိုလူစုခွဲပြီးအစိမ်းအောင်ဆုံးတွေကိုရှာဖို့ပြောလိုက်ပါတယ်ဂျီဟေးကဂျွန်ဟော့စီကတရင်စကားတစ်ခုနဲ့အတူပြန်ပေါ်လာပါတယ်သူကအတူတူတိုက်ခိုက်ဖို့သဘောတူပေမဲ့ဒေါ်ဂျာအနေနဲ့သူ့အဖွဲ့ကိုထားခဲ့ပြီးဒီညကိုတယောက်တည်းဖျက်ဆီးရမယ်လို့ဆိုပါတယ်ဒေါ်ဂျာကထက်တန်းကျောင်းလုံးကတငယ်ချင်းဖြစ်သူကအနည်းဆုံးတရားရောက်တော့အသက်ရှင်နေတယ်လို့ပြောပြီးအနိုင်ကျင့်သူတွေသူ့ကိုထပ်ပြီးဒုက္ခမပေးအောင်သူ့ကိုပါရိုက်ခဲ့တာကိုသတိရသွားပါတယ်သူ့ရဲ့အသိပညာကိုအသုံးချပြီးဒေါ်ဂျာကအစိမ်းအောင်မပြသေးတဲ့တီးစက်နေရာတစ်ခုကိုသွားလိုက်ပါတယ်ပိုပြီးရင်ကုန်စိတ်လှုပ်ရှားစရာကောင်းအောင်လို့အစိမ်းအောင်ဆုံးတချို့ပျောက်ကွယ်သွားပြီးအသစ်တွေပေါ်လာလိမ့်မယ်လို့ကြေညာဖို့အတွက်ဘီအောင်ပေါ်လာပါတယ်ဒေါ်ဂျာရက်နေတဲ့အောက်ကနေရာကအ
အစိမ်းအောင်ပြောင်းသွားပြီးသူကသူ့ဘွယ်သားတွေကိုအသက်ရှင်ဖို့အတွက်တခြားသူတွေကိုတိုက်ခိုက်ဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ဟီဝွန်းကတော့အဲ့ဒီအစားတရဝါဆိုးတွေကိုပဲတိုက်ခိုက်ဖို့ရွေးချယ်ခဲ့ပါတယ်10မိနစ်ပြည့်သွားတဲ့အခါအစိမ်းအောင်နေရာပေါ်မှာမရှိတဲ့သူတိုင်းကိုတတ်ဖို့အတွက်တရဝါဆိုးကြီးတွေကဘူရာယုံထဲကိုရောက်လာပါတော့တယ်တခြားသူတွေကဟီဝွန်းကိုကူညီမယ်လို့ဆုံးဖြတ်လိုက်ကြပြီးဒေါ်ဂျာကလည်းခိတ္တတွေ့ပြီးနောက်သူတို့နောက်ကိုလိုက်သွားပါတယ်ဒီပွဲကိုပို့ပြီးဖျော်ဖြေမှုကောင်းစေဖို့အတွက်အစိမ်းအောင်ဆုံးတွေကအန်နဲ့အရှိဆုံးနေရာတွေမှာပေါ်လာလိမ့်မယ်လို့သူကတွေးမိတာကြောင့်အဖွဲ့သားတွေကတရဝါဆိုးတွေထွက်ပေါ်လာတဲ့ပေါ်တယ်တွေစီကိုလူစုခွဲပြီးသွားလိုက်ကြပါတယ်ဒေါ်ဂျာအန်အောင်သွားတာကတော့ဂျွန်ဟော့ကပေါ်တယ်တစ်ခုနားမှာစောင့်နေပြီးသူကဂီယောင်းလေးကိုကာကွယ်ပေးရင်ဒေါ်ဂျာတရဝါဆိုးတွေကိုတိုက်ခိုက်နေတာကိုကြည့်နေတာပါပဲဒီနေရာကအစိမ်းအောင်ဆုံးကလူနှစ်ယောက်စာပဲဖြစ်ပြီးဂျွန်ဟော့ကနေရာတစ်ခုကိုယူထားတာပါဒေါ်ဂျာအနေနဲ့ဒီကလေးလေးကိုထားပစ်ခဲ့မယ်ဆိုရင်မှသူနဲ့အတူတရဝါဆိုးကိုတိုက်ပေးမယ်လို့သူကပြောပါတယ်နောက်ထပ်ပေါ်တယ်တစ်ခုမှာတော့အခြားသူတွေက3ယောက်စာအစိမ်းအောင်ဆုံးကိုတွေ့သွားတာကြောင့်တရဝါဆိုးအုပ်ကြီးရန်ကနေလွတ်မြောက်သွားပါတယ်ဒေါ်ဂျာကဂီယောင်းလေးကိုထားပစ်ဖို့ညှင်းဆိုပြီးကောင်လေးကိုဂျွန်ဟော့နဲ့အတူအစိမ်းအောင်ဆုံးထဲမှာထားခဲ့ကထွက်ပြေးသွားပါတယ်သူတို့ကသူ့ကိုဝိုင်းတိုက်ခိုက်တဲ့အချိန်မှာတောက်ပနေတဲ့ကြောင်တုံးတစ်လုံးကိုစားလိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကထင်းအောင်ထင်းမှအကျဉ်းအောင်နဲ့ရောက်သွားပြီးတရဝါဆိုးတွေရဲ့တိုက်ခိုက်မှုကနေလွတ်မြောက်သွားပါတယ်ဝမ်းနဲ့ကြာကောင်းတာကဒါဟာသူ့ကိုအနိုင်ကျင့်တဲ့သူတွေကျင့်တတ်အောင်သူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းကိုတိုက်ခိုက်ခဲ့ရတဲ့အချိန်တွေကိုပြန်မြင်အောင်စေတာပါပဲအဲဒီနေ့ကတိုက်ပွဲမှာဒေါ်ဂျာနိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာအဲ့ဒီကောင်လေးကကိုယ့်ကိုအဆုံးစီရင်သွားတယ်ဆိုတာသိလိုက်ရတာကြောင့်သူဟာအဲ့ဒီအချိန်ကလေးကအပြစ်ရှိသလိုခံစားနေခဲ့ရတာပါဂျွန်ဟော့ကသူ့ကိုယ်သူကယ်တင်မှုအတွက်တခြားသူတွေကိုစတေးခဲ့တာကြောင့်သူဟာဒီဝတ္ထုရဲ့ဇာတ်သိမ်းကိုမုန်းတီးခဲ့ပါတယ်ဒေါ်ဂျာကတော့သူ့ရဲ့ကောင်းကသူ့ချစ်ရတဲ့သူတွေနဲ့အတူအသက်ရှင်နိုင်မဲ့ဇာတ်သိမ်းမျိုးကိုပဲလိုချင်တာပါရုပ်ရည်ဂျွန်ဟော့ကစွမ်းရည်တစ်ခုကိုသုံးပြီးထင်အောင်ထင်မှကဘာတွေကိုဝင်ရောက်လာကဒေါ်ဂျာအနေနဲ့သူ့ငယ်ချင်းအစားအနိုင်ကျင့်တဲ့သူတွေကိုသာပြန်တိုက်ခိုက်တဲ့နယ်လို့ပြောပါတယ်ဂျွန်ဟော့ကသူလည်းအရင်ကဒေါ်ဂျာလိုပဲတွေးခဲ့ပူပေမဲ့တိုက်ပွဲပေါင်းများစွာပြီးတဲ့နောက်မှာတော့လူသားတွေဟာအမိုက်တွေသာဖြစ်တယ်ဆိုတာကိုသိလာရတယ်လို့ဝန်ခံပါတယ်မနေ့ရောက်တဲ့အခါဒေါ်ဂျာနိုးလာပြီးသူသတိမိနေတော့မှအဖွဲ့သားတွေကသူ့ကိုတီးစာခန်းတစ်ခုတည်းခေါ်လာခဲ့တာကိုတွေ့လိုက်ရပါတယ်။အဲဒီနေ့ဟာဟွန်းဆောင်နကားနဲ့တိုက်ခိုက်မဲ့နေ့ဖြစ်နေတာကြောင့်သူ့ကိုကယ်တင်ဖို့အတွက်သူ့စားသူကပဲအသေးခံရမယ်ဆိုတာကိုဒေါ်ဂျာကသိလိုက်ရပါတယ်။ဒီနေ့မှာတော့အသက်ရှင်ကျန်သူ58ယောက်ရှိတယ်လို့အတန်ထွက်လာပါတယ်။တချို့လူတွေကတယောက်နဲ့တယောက်တတ်မဲ့အစားကူညီနေကြတာကြောင့်နဂတ်တာတွေကစိတ်ဆိုးနေပြီးအပြစ်ပေးတဲ့အနေနဲ့အစိမ်းအောင်ဆုံးတစ်ခုတည်းပဲပေးမယ်လို့ဘီယောင်းကအကြောင်းကြားပါတယ်။အစိမ်းအောင်ဆုံးကဖီဒူရဲ့အောက်မှာပေါ်လာပြီးသူကတော့ဘာမှမဖြစ်သလိုပါပဲ။ဒေါ်ဂျာကဂျီဟေးကိုသူ့မှာအစီအစဉ်ရှိတယ်လို့ပြောပြီးကူညီဖို့တောင်းဆိုပေမဲ့သူမကညှင်းဆိုပါတယ်။သူမကိုစိတ်မကောင်းဖြစ်သွားအောင်သူကပထမအဆင့်မှာနိုင်ဖို့အတွက်သူမရဲ့အတန်းဖော်တွေကိုတတ်ခဲ့တာကိုပြောလိုက်ပါတယ်။ဂျီဟေးကငိုပင်မဲ့လည်းထွက်သွားပါတယ်။အဲဒီနောက်ဒေါ်ဂျာကဘီယောင်းကိုခေါ်လိုက်ပြီးနဂတ်တာတွေကသူ့ကိုသဘောကျနေတာကြောင့်ပတ်စံနေများကြီးလှူဒန်းနေကြတယ်ဆိုတာကိုအတည်ပြုလိုက်ပါတယ်။ဒေါ်ဂျာကအဲ့ဒီပတ်စံအားလုံးကိုတင်ကားတွေအဖြစ်ပြောင်းခိုင်းလိုက်ပြီးဖီဒူးစီကိုတွားကသူ့ရဲ့တင်ကားတွေအားလုံးနဲ့သူ့ကိုငှားရမ်းမှုကန့်လှန့်လိုက်ပါတယ်။ဖီဒူးကသဘောတူလိုက်ပြီးတောက်ပနေတဲ့အစိမ်းအောင်ဆုံးနေရာကိုဒေါ်ဂျာစီလွှဲပေးလိုက်တဲ့အခါသူကအဲ့ဒီနေရာကိုသူ့ရဲ့ဓာတ်နဲ့စပြီးရိုက်ခွဲပါတော့တယ်လူကြီးကသူ့ကိုတားဖို့ကြိုးစားပေမဲ့ဂျီဟေးကနောက်ဆုံးမှနားလည်သွားပြီးအစိမ်းအောင်ဆုံးကိုဖျက်ဆီးဖို့အတွက်ပြစ်ခတ်လိုက်ပါတယ်အလင်းအောင်ပြောက်ကွယ်သွားပြီးအစာကလေးကလူတန်းကစူပေါင်းတိုက်ခိုက်မယ်ဆိုရင်ဘယ်သူမှတင်မှာမဟုတ်ဘူးလို့ဒေါ်ဂျာကထောက်ပြပါတယ်သူကသူတို့ရဲ့သဘောတူညီချက်အတိုင်းဖီဒူးစီကိုပတ်စံတွေလွှဲပေးလိုက်ပြီးလူတန်းကိုကာကွယ်ပေးဖို့ပြောလိုက်ပါတယ်ဖီဒူးကလူကြီးကိုသူ့ရဲ့ VIP ဇုံထဲကိုအခမဲ့ဝင်ဝင်ပေးလိုက်ပြီးသူ့ရဲ့လူမျိုးရေးစနစ်အတွက်ဝယ်ထားတဲ့လက်နက်အားလုံးကိုထုတ်လိုက်ပါတယ်တရဝါဆိုးတွေထွက်လာတဲ့အခါဖီဒူးကစပြီးပြစ်ခတ်လိုက်ပြီးမကြခင်မှာပဲပေါ်တင်သားမှာတရဝါကြီးရဲ့အလောင်းတွေပုံသွားပါတယ်အဲ့ဒီအချိန်မှာပဲမြေကြီးဖွင့်ထွက်သွားပြီးနဂါးကောင်ပေါ်လာကလူတွေကိုတတ်ဖို့အတွက်မီးတွေနဲ့မှုတ်ထုတ်ပါတော့တယ်တနက်နဲ့ဓာတ်ကိုအသုံးပြုပြီးဂျွန်ဟော့ကနဂါးကိုအလွယ်တကူတိုက်ခိုက်ကအချိန်မှများစွာထုံးနှက်လိုက်ပါတယ်အဆင့်မြင့်ကစားသမားတယောက်ရောက်လာတာကိုနက်ခတ်တိုင်ယာတွေကမကျေနပ်တာကြောင့်အခက်အခဲအဆင့်ကိုတိုးမြင့်လိုက်ကြပါတယ်ရုတ်တရက်ဘူတောင်ကြီးကွဲရသွားပြီးအာကာသထဲကိုရောက်သွားပါတယ်နဂါးကသူ့ရဲ့ခန္ဓာကိုယ်ကိုဝတ္ထုထဲမှာမပါတဲ့တမ်မနီလိုမျိုးအရာတစ်ခုဖြစ်ပြောင်းလဲလိုက်ပါတယ်ဂျွန်ဟော့ကတိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူ့ရဲ့ဓာတ်ကကျိုးသွားတာကြောင့်ဓာတ်အသစ်တစ်လက်ကိုဆင့်ခေါ်ပြီးထပ်ပြီးကြိုးစားပါတယ်နဂါးကသူ့ကိုအမြန်မဲ့အသာစီးရသွားပြီးသူ့ရဲ့ကိုယ်ပိုင်လက်နက်နဲ့ပဲသူ့ကိုပြန်ထုတ်လိုက်ပါတယ်ဒါပေမဲ့ဂျွန်ဟော့ကတော့တက်တလဲလဲစူးစမ်းနေတာကိုမရတတ်ခဲ့ပါဘူးဒေါ်ဂျာကသူ့ရဲ့အထောက်အကူပစ္စည်းကိုဖွင့်လိုက်ပြီးသူ့ကိုမီးတောက်တွေရန်ကနေကာကွယ်ပေးမဲ့ပစ္စည်းတစ်ခုကိုမျိုးချလိုက်ပါတယ်ဆန်ကသူမရဲ့ပင့်ကူမြင်ကိုတုံးပြီးဂျွန်ဟော့ကိုတရဝါကြီးရဲ့လက်ထဲကနေဆွဲထုတ်ပြီးဒေါ်ဂျာကတိုက်ပွဲကိုဆက်လက်တောင်းယူလိုက်တယ်နဂါးကသူ့ကိုဆက်တိုက်ခိုက်နေပေမဲ့အ ਨੇ ဆုံးတော့နဂါးရဲ့မီးတောက်တွေကသူ့ကိုဘာမှမလုပ်နိုင်ပါဘူးနဂါးကအာယုံလွှဲနေတော့မှအေယမ်မတရဝါကြီးတစ်ကောင်ကသူ့ကိုမြေပြင်ပေါ်ကိုလှည့်ချလိုက်ပါတယ်အဲ့ဒီတရဝါကပိုးကောင်တစ်ကောင်ဖြစ်နေတာကြောင့်ဒီအောင်လေးကအဲ့ဒီတရဝါရဲ့ခံစားရတဲ့နာကျင်မှုကိုသူကိုယ်တိုင်ခံစားနေရပေမဲ့လည်းအဲ့ဒီကောင်ကိုထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်ဂီယောင်းလေးမကြခင်တည်သွားနိုင်ပါတယ်ဟွန်ဆောင်ကနောက်ထပ်တငယ်ချင်းတယောက်ကိုအဆုံးရှုံးမခံနိုင်တာကြောင့်တိုက်ပွဲတွေကိုပြေးဝင်သွားပြီးသူ့ရဲ့လက်အိတ်ကနဂါးရဲ့တိုက်ခိုက်မှုတွေကိုတားဆီးပေးနိုင်တဲ့ဒိုင်းလွှာတစ်ခုဖြစ်ပြောင်းလဲသွားပြီးမြေပြင်ကလည်းအတားအဆီးဖြစ်မြင့်တက်လာပါတယ်အဲဒီနောက်ဆားကဟီဝွန်းခုံတက်ဖို့အတွက်ပင်ကူမင်တရားတစ်ခုလုပ်ပေးလိုက်ပါတယ်သူမကနဂါးရဲ့ကြောဘကိုဆင်းသက်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုအကျဉ်းနဲ့ငယ်ခုတ်ပိုင်းလိုက်ပါတယ်အခုတော့ဟွန်ဆောင်ကနန်းကိုဖြိုဖျက်ပြီးနဂါးကိုတွန်းချလိုက်နိုင်ပြီဖြစ်သလိုဒေါ်ဂျာကလည်းသူ့ကိုထိုးဖို့ကြိုးစားနေပါတယ်ဒါပေမဲ့နဂါးကလွတ်မြောက်ဖို့အတွက်အပေါ်ကိုပြန်တက်သွားပါတယ်အတိတ်ကိုပြန်ပြောင်းကြည့်တဲ့အခါမှာနဂါးကိုတတ်ဖို့အတွက်သူ့ရဲ့အသက်သွေးကြောကိုထိုးရ
တော့မှဖြစ်ပေမဲ့အဲ့လိုလုပ်တဲ့သူလည်းတည်သွားလိမ့်မယ်လို့အစီအစဉ်ဆွဲထားတာကိုတွေ့ရပါတယ်မစ်ရှင်အောင်မြင်တဲ့ဆုလက်ကတော့လူတစ်ယောက်ကိုပြန်ရှင်စေမဲ့ပစ္စည်းတစ်ခုကိုပေးမှာပါဆန်ကပင့်ကူမြင်တဲ့ငကားကိုချီနှောင်လိုက်ပြီးဒေါ်ဂျာကငကားရဲ့ရင်ဘတ်ကိုထိုးဖို့အတွက်ခုန်တက်လိုက်ပေမဲ့ဒါကထိုးမပေါက်နိုင်ခဲ့ပါဘူးဂျီဟေးကငကားရဲ့ရင်ဘတ်ကိုအကြောင်းဖြစ်သွားအောင်ပစ်လိုက်ပေမဲ့တရဝါကြီးကဒေါ်ဂျာကိုတွန်းထုတ်လိုက်ပါတယ်ရင်ဘတ်ကဒဏ်ရာကပြန်ပိတ်သွားပြီးအပွဲသားအလုံးမျောလင်းချက်ကုန်ဆုံးသွားပါတော့တယ်ရုတ်တရက်ဆိုဂျွန်ဟော့ကကြံနေတဲ့မိစ္ဆာကောင်တွေကိုအကုန်တက်ဖြတ်ပြီးတာနဲ့ငကားကြီးကိုပြန်ပြီးတိုက်ခိုက်ပါတော့တယ်အပြန်အလှန်အကျိတ်နဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာတော့သူကငကားကြီးရဲ့အသက်သွေးကြောအချက်ချနေရာကိုထိုးပေါက်နိုင်ခဲ့ပေမဲ့ငကားကြီးရဲ့မီးတောက်သက်ရှူတန်တွေကသူတို့နှစ်ယောက်လုံးကိုမီးတောက်တွေကြားထဲမြုပ်သွားစေခဲ့ပါတယ်ဝိစုတွေကအတိုင်းပါပဲမီးတောက်တွေလောင်မဲ့နေတဲ့ဂျွန်ဟော့ရဲ့ခန္ဓာကိုယ်ဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားပြီးသူ့ကိုအရင်နေရာစီပြန်ပို့ပေးမဲ့စွမ်းရည်ကလည်းအလိုလျောက်ပွင့်လာခဲ့ပါတယ်ဒေါ်ဂျာကလူလိုက်တဲ့ဖြည်းဖြည်းပြောက်ကွယ်သွားတာကိုကြည့်ပြီးအားလုံးပြီးဆုံးသွားပြီလို့ထင်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲစားရေးဆရာကဈေးကွက်ထဲမှာသူကမ်းလှမ်းထားတဲ့အယောင်ဝယ်ကိုလက်ခံလိုက်ပြီးအီတာအော့ဖိတ်ကိုပို့ပေးလိုက်တာကိုတွေ့လိုက်ရလို့ဒေါ်ဂျာကအဲ့ဒါကိုချက်ချင်းပဲသူ့ရဲ့ဓာတ်တွေထည့်လိုက်ပြီးအစွမ်းထက်တဲ့လက်နက်တစ်ခုပြီးပြောင်းလဲလိုက်ပါတယ်။ကျန်တဲ့အဖွဲ့သားတွေကငကားကြီးကိုဝိုင်းထားပြီးအောင်လွှဲပေးကြလို့ဒေါ်ဂျာအတွက်ငကားဘောကိုခုန်တက်ပြီးနောက်ဆုံးမှာတော့တက်ပစ်နိုင်မှုချင်းရသွားခဲ့ပါတယ်။အဆင့်တစ်ခုပြီးဆုံးသွားပြီဖြစ်ကြောင်းအတန်ထွက်လာပြီးဒေါ်ဂျာကလည်းရရှိလာတဲ့ဆုလက်နဲ့ဂျွန်ဟော့ကိုပြန်ရှင်းအောင်လုပ်ပေးလိုက်ပါတယ်။ဘူလာုံကြီးကပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့သလိုဂျွန်ဟော့လည်းထူးခြားတဲ့ဓာတ်အစွမ်းကြောင့်ငကားကြီးတည်ဆုံးသွားတာတော့ဒေါ်ဂျာအသက်ရှင်နေတာကိုတွေ့ပြီးအံ့ဩနေခဲ့တာပါ။လူကြီးကအောင်ဝက်ခံနေပြီးအခုဆိုရင်တော့ဒေါ်ဂျာတယောက်ဒီဇလန်အတွက်ညီကုန်းသေးတစ်ခုရေးထိုးနိုင်တော့မယ်ဆိုတာသိကြတော့ခဲ့ပါပြီအခုလိုဗီဒီယိုတစ်တွေကိုဆက်ကြည့်နိုင်မှုအတွက် Subscribe လုပ်ထားပြီးအတိပေးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါဦးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ